မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်စီးတဲ့ Airbus လေယာဉ်အခွန်ကင်းလွတ်ခွင့်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ဖိပခီးစင်တွေမှာအသုံးပြုနေတဲ့ဒေါ်လာတန်းချီတန် Airbus လေယာဉ်ဝယ်ယူမှုမှာအခွန်ကင်းလွတ်ခွင့်ပေးတဲ့အတွက်ဝေဖန်မှုတွေရှိနေရလို့သိရပါတယ်အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MEI က American ပြည်ထောင်စုအခြေစိုက် Aviation Capital Cruise က2019ခုနှစ်ကစတင်ငှားရမ်းအသုံးပြုနေရကနေဒီနှစ်စံပိုင်းမှာဝယ်လိုက်တာပါ2024ခုနှစ်ရဲ့ဒီနှစ်ထဲမှာသွားခဲ့တဲ့စစ်ကောင်ဆောင်ရဲ့အထင်ကရခီးစင်တွေဖြစ်တဲ့တရုတ်နဲ့ရုရှားခီးစင်တွေမှာ MEI ရဲ့ Airbus လေယာဉ်ကိုတုံးခဲ့ပါတယ်။ပို့ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ဇနီးဒေါ်ကျူကျူလာတောင်ကိုရီးယားနိုင်ငံဆိုးမြို့ကိုအလဲသွားတဲ့အခါမျိုးမှာလေ MEI ရဲ့ Airbus လေယာဉ်ကိုတုံးတဲ့အကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ MEI ကိုပိုင်တဲ့24 hour ကုမ္ပဏီအုပ်စုကစစ်တပ်အတွက်လေယာဉ်တွေဝယ်ယူပေးနေရလို့လူအခွင့်အရေးဖွဲ့တွေကပြီးခဲ့တဲ့နှစ်တွေမှာဖော်ထုတ်ခဲ့ကြပြီးအခွန်ကွင်းလွတ်ခွင့်ရတယ်ဆိုတဲ့အချက်ကအကျိုးစီးပွားဆက်နွယ်မှုတွေကိုပြနေပါတယ်။မြန်မာမှာနိုင်ငံတကာကိုအဓိကပြေးဆွဲပေးနိုင်တဲ့ပုဂ္ဂလိကပိုင်လေးချောင်းကုမ္ပဏီတစ်ခုပဲရှိပြီးတော့24 hour ကုမ္ပဏီအုပ်စုဖြစ်ပါတယ်24 hour ကုမ္ပဏီအုပ်စုကအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MEI နဲ့မင်္ဂလာအရင် AKPZ လေကြောင်းလိုင်းတွေကိုပိုင်ဆိုင်ပါတယ် MEI မှာ Airbus 6 စီးတည်ရှိပြီးဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ပြည်ပခီးစင်တွေအတွက် Airbus အမျိုးအစား A319-115လေရင် XYALK ကိုတုံးပါတယ်အလားတူဒေါ်ကျူကျူလာတောင်ကိုရီးယားနိုင်ငံဆိုးကိုအလဲပတ်သွားတဲ့အခါမျိုးမှာလေ MEI ရဲ့ Airbus လေယာဉ်ကိုတုံးတဲ့အကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်ဒေါ်ကျူကျူလာကဆိုးကိုမကြာခဏသွားတဲ့ဈေးဝယ်ထွက်တဲ့အခါများသောအားဖြင့်တန်မတ်ကြီးလင်များတော့မလိုက်ရပါဘူးစင်ကာပူကိုလည်းရပ်ပန်ရက်ကသွားတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းရင်းမြစ်တွေကပြောပါတယ်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေရဲ့လေယာဉ်ဆိုက်ရောက်ထွက်ခွာမှုတွေကိုဖော်ပြနေတဲ့ plan Exporter နတ်မှာ XYALK ဟာစိုးကိုပြီးခဲ့တဲ့နှစ်ပိုင်းတွင်မှာ18ကြိမ်ထိပြန်တန်းခဲ့တယ်လို့ဆိုပါတယ်ဒီလေရင်ကတီးတန့်ခီးစင်နေရောပုံမှန်လေကြောင်းလိုင်းတွေကိုပါပြေးဆွဲပေးနေပြီးစင်ကာပူကချန်ကီလေးစိတ်မလေးရှားကကွာလာလမ်ပူလေးစိတ်နဲ့ဘန်ကောက်သုဝနဘူမီလေးစိတ်တွေမှာလည်းဆင်းသက်ခဲ့တာတွေ့ရပါတယ်ဒီလေရင်ကိုဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ပြည်ပခီးစင်အတွက်ဘလို့သဘောတူညီမှုဘလို့ငွေပေးချေမှုနဲ့ငားရန်အသုံးပြုနေလဲလို့ MEI ကို BBC ကမေးမြန်းခဲ့ပါတယ်စင်းလုံးကခီးစင်အနေနဲ့အခကြေးငွေနဲ့ဝန်ဆောင်မှုပေးနေရလို့ MEI ကပြန်လည်ဖြေကြားခဲ့ပြီးမြဲငွေကြေးပမာဏကိုတော့ထုတ်မပြောပါဘူးနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ကိုအာဂတိမှုနဲ့ဆွဲချက်တင်ထောင်ချခဲ့တဲ့မှုတွေထဲမှာတဘာဝဘေးကာကွယ်ရေးအတွက်ရဟန်းရင်ငါရမှုကနိုင်ငံတော်ရဲ့ဘဏ္ဍာငွေကြေးကိုထိခိုက်နေတာဆုံးရှုံးစေတယ်ဆိုတဲ့အချက်တစ်ချက်ပါဝင်ခဲ့ပါတယ်။ဒီအချက်ကိုအကြောင်းပြုပြီးလက်ရှိအခွန်ကင်းလွတ်ခွင့်ကရောနိုင်ငံတော်ဘဏ္ဍာကိုမထိခိုက်စေဘူးလားလို့မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ17ရက်နေ့ဆွဲထုတ်ပြန်တဲ့ပြည်ထောင်စုအစိုးရဖွဲ့အမိန့်ကြီးညာစာအမှတ်၄မြင့်ဆောင်2025မှာ XYALK ကိုဝယ်ယူရမှာဝင်ငွေခွန်နဲ့ကုန်သွယ်ရေးလုပ်ငန်းခွန်မှာကင်းလွတ်ခွင့်ပေးထားပါတယ်။နိုင်ငံတော်ပိုင်းမြန်မာမျိုးသားလေကြောင်းလိုင်း MNE ကလေရင်ဝယ်ရင်တော့အခွန်ပေးဆောင်ရမှာဖြစ်လို့ပုဂ္ဂလိကပိုင်း MEI ကဝယ်တာကိုအခွန်ကင်းလွတ်ခွင့်ပေးတဲ့အတွက်မေးခွန်းထုတ်စရာဖြစ်တယ်လို့အခွန်ဆိုင်ရာအငြိမ်းစားရရှိတအုပ်ကပြောပါတယ်။နိုင်ငံပိုင်း MNE ကအရှုံးပေါ်နေလို့သူပေးရမယ့်အခွန်တွေကိုကင်းလွတ်ခွင့်ပြုတာဆိုရင်နားလည်နိုင်ပါတယ်။ဒါပေမဲ့ MEI ကပုဂ္ဂလိကပိုင်းဖြစ်နေပါပြီလို့သူကပြောပါတယ်။လေရင်ကိုပြန်လျှော့အကောက်ခွန်စနစ်နဲ့ငားရမ်းခဲ့တာဖြစ်ပါတယ်။ drawback ဆိုတာတင်သွင်းတဲ့အချိန်မှာအခွန်ပေးထားပြီးငှားရမ်းကာလပြီးလို့ပြန်ပို့တဲ့အချိန်မှာတင်သွင်းတုန်းကပေးထားရတဲ့အခွန်တွေကိုပြန်ထုတ်ယူနိုင်တဲ့စနစ်ဖြစ်ပါတယ်။ MEI မှာတက်ကလူကြီးတွေရဲ့ share တွေလည်းပါတယ်လို့သတင်းတွေထွက်နေတယ်လို့အငြိမ်းစားအခွန်ရရှိကပြောပါတယ်။ဒီပြောဆိုမှုနဲ့ပတ်သက်လို့ပြည်ပဆိုင်ရာမြန်မာလေကြောင်းကို BBC ကဆက်သွယ်မေးမြန်းခဲ့ရမှာတော့ဒီလေရင်ကို MEI လေကြောင်းလိုင်းက100ရာခိုင်နှုန်းပိုင်ဆိုင်တယ်လို့ပြန်ဖြေပါတယ်။ဒါပေမဲ့ Airbus မျိုးစား A319-115 MSN 5193လေရင် X1ALK အခွန်ကင်းလွတ်ခွင့်ရခဲ့တာမှန်ကန်တဲ့အကြောင်းအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းကပြောပါတယ်။အခွန်ဘယ်လောက်ကင်းလွတ်ခွင့်ရလဲဆိုတာကိုတော့လေရင်ရောင်းချသူနဲ့ဝယ်ယူသူတွေကြားကထိမ့်သိမ့်အပ်တဲ့သတင်းအချက်လက်ဖြစ်တယ်လို့ MEI ကသတင်းဌာနကိုပြောပါတယ်။24 hour ကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦးအောင်စောကထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင်ကမ္ဘောဇဥက္ကဋ္ဌဦးအောင်ကိုဝင်းစီကနေအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းနဲ့ AKPZ ကို2018မှာဝယ်ယူခဲ့တာဖြစ်ပါတယ်။24 hour အုပ်စုကလေကြောင်းကဏ္ဍတင်မကပဲကြောင်မီသွေးတူဖော်ရေးလေရင်စီနဲ့73စီပြန်ပြူရေးဆောက်လုပ်ရေးကျွန်းနဲ့စီအုံးစိုက်ပျိုးရေးစတဲ့လုပ်ငန်းအမြောက်များကိုလည်းပိုင်ဆိုင်ပါတယ်။ဦးအောင်စောကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်မိသားစုနဲ့ရှင်နေသူဖြစ်ပြီးစစ်ကောင်းဆောင်မိသားစုရဲ့လေရင်ခီးစနေအတွက်အထူးကျူဆိုင်ပေးတဲ့အကြောင်းကိုလည်းလုပ်ငန်းရှင်တအုပ်ကပြောပါရယ်24 hours ကုမ္ပဏီအုပ်စုကတက်တဲ့အကျိုးစီးပွားဆက်နွယ်နေတဲ့အကြောင်းနောက်ထပ်သတင်းအရင်းမြစ်တအုပ်ကလည်းပြောပါရယ်သူတို့တက်ရှယ်ယာထည့်ထားတဲ့လေရင်ကိုသူတို့တက်ပိုင်းလောက်ကပဲလာမောင်းတာလို့ပြောပါရယ်တရဲ့အကျိုးစီးပွားဆက်နွယ်နေမှုတွေကိုဖော်ထုတ်နေတဲ့လူခွင့်ရေးလှုပ်ရှားမှုဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar က
မင်္ဂလာ Aviation ဟာမြန်မာစစ်တပ်ကို ATR လေယာဉ်50ဝယ်ယူငှားရမ်းပေးခဲ့တယ်လို့မနစ်ကထွက်တဲ့အစီရင်ခံစာတစ်ခုမှာဖော်ပြခဲ့ပါတယ်။ KBZ က၎င်းတို့ပိုင်ဆိုင်ထားတဲ့ ATR လေယာဉ်2စင်းကိုမြန်မာလေတပ်ထံရောင်းချပေးခဲ့ပြီး ATR 72-500 MSN 545နဲ့ ATR 72-600 MSN 1085တို့ဖြစ်တယ်လို့ GFN ကဆိုထားပါတယ်။2024ခုနှစ်ဇန်နဝါရီလမှာအဲ့ဒီလေယာဉ်2စင်းက MSN 1085ကိုလေတပ်စီကပြန်ငှားရမ်းပြီးမင်္ဂလာ Aviation ကပြန်လည်မှတ်ပုံတင်ထားတာပါ။ဒီငှားရမ်းမှုကစစ်အုပ်စုအတွက်ပုံမှန်ဝင်ငွေတရက်ကိုရရှိစေတယ်လို့ရှင်းသားထားပါတယ်။ KBZ နဲ့မြန်မာလေတပ်ရဲ့လေယာဉ်ငှားရမ်းအသုံးပြုမှုက2013ခုနှစ်ကတည်းကရှိခဲ့တာဖြစ်ပြီး ATR 72-500 MSN 658ကိုတပ်က KBZ ကိုငှားရမ်းပေးခဲ့ပါတယ်။မြန်မာလေတပ်အတွက် ATR 72-500 MSN 927နဲ့ MSN 939ကိုဝယ်ယူခဲ့တုန်းကလည်း KBZ ကသူတို့မြေကိုအသုံးပြုဝယ်ယူခွင့်ပေးခဲ့တယ်လို့ GFN ရဲ့အစီရင်ခံစာမှာဖော်ပြပါရှိပါတယ်။လေကြောင်းဆိုင်ရာ website တစ်ခုဖြစ်တဲ့ Plan Exporter Net ကလည်း ATR လေယာဉ်တစ်စင်းကို KBZ နဲ့တလဲစီမှတ်ပုံတင်ခဲ့တာကိုဖော်ပြထားပါတယ်။နောက်ထပ်လေကြောင်းဆိုင်ရာ website တစ်ခုဖြစ်တဲ့ airfleet.net ကလည်း ATR 72-500 MSN 545လေယာဉ်တစ်စင်းကို KBZ နဲ့တလဲစီမှတ်ပုံတင်ထားတာတွေ့ရပါတယ်။အနောက်နိုင်ငံတွေရဲ့အရေးယူပိတ်ဆို့မှုကိုခံနေရတဲ့မြန်မာစစ်တပ်အနေနဲ့ပုဂ္ဂလိကလေကြောင်းလိုင်းတွေကိုအကာအကွယ်ယူတာကစမ်းတော့မစမ်းဘူးလို့လုံခြုံရေးဆိုင်ရာအကဲခတ်တအုပ်ကပြောပါတယ်။ဗိုလ်ချုပ်မှုကြီးတန်းရွှေဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရတက်လာမဲ့သမ္မတအတွက်တီးတက်လေယာဉ်တစ်စင်းစီစဉ်ပေးခဲ့ပူပါတယ်။ရုရှားထုတ် N148 အသစ်တစ်စင်းကိုမှာယူခဲ့ပြီးစမ်းသပ်ပြန်တန်းစဉ်2011ခုနှစ်မတ်လ9ရက်မှာရုရှားမှာပောက်ကွဲပြီးပြတ်ကျခဲ့ပါတယ်။လေယာဉ်ပြတ်ကျမှုမှာ6ဦးသေဆုံးခဲ့ပြီးမြန်မာလေတပ်က2ဦးပါဝင်ပါတယ်။ဒီအကြောင်းတွေကိုအငြိမ်းစားကာကွယ်ရေးဦးစီးချုပ်လေဗိုလ်ချုပ်ကြီးမြဟိန်ကလေထဲမိုးတဲ့လို့အမည်ရတဲ့စာအုပ်မှာထည့်ရေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်တခုနှစ်ကစစ်စင်ရေးအထူးဖွဲ့မှုစေဦးစီးအရာရှိချုပ်ကြီးဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့တပ်ရရှိတွေရဲ့ရဟန်းရင်ပြတ်ကျမှုကလည်းဖြစ်ခဲ့ပူတာကြောင့်မြန်မာစစ်ဗိုလ်ချုပ်တွေကလေရင်နဲ့ပတ်သက်ရင်အဆောင်ရောင်ဖြစ်ုံသာမကပဲလုံခြုံရေးရပါထည့်သွင်းစဉ်းစားတယ်လို့လေတပ်အရာရှိချုပ်ဟောင်းတအုပ်ကပြောကြားခဲ့ပါတယ်။အာနာသိန်းပြီးရဲ့နောက်စစ်ကောင်းဆောင်တွေရဲ့ပြည်ပခီးစဉ်လေရင်သုံးဆွဲမှုတွေကိုကြည့်ရင်ပိုကြုံမှုကြည့်မရောက်နိုင်ကခီးရှည်တွေအတွက် MAI Airbus လေရင်တွေကိုပဲအများဆုံးသုံးတာတွေ့ရပါတယ်။သူ့ရဲ့တရုတ်နဲ့ရုရှားခီးစဉ်တွေမှာ MAI ရဲ့ Airbus လေရင်တွေကိုပဲသုံးခဲ့တာပါ။ဒါပေမဲ့သမ္မတဟောင်းဦးသိန်းစိန်ရဲ့တရုတ်ခီးစဉ်ရဲ့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းရဲ့တရုတ်ခီးစဉ်တွေမှာတော့လေတပ်ပိုင်း Focus 70လေရင်တွေကိုပဲအသုံးပြုခွင့်ရခဲ့ပါတယ်။ပြီးခဲ့တဲ့ AP လက Binstat အစည်းအဝေးတက်ဖို့ဗိုလ်ချုပ်မှုကြီးမရောက်လိုက်ထိုင်းကိုလာရောက်စင်မှာတော့ Focus 70လေရင်ကိုသုံးခဲ့တာတွေ့ရပါတယ်။ကွာခြားမှုတစ်ခုကတော့ဗိုလ်ချုပ်မှုကြီးမရောက်လိုင်းက Focus 70လေရင်ကိုသုံးခဲ့တဲ့အခါမှာနိုင်ငံတော်တစိမ့်ကိုလေရင်မှကတ်ထားပြီးသမ္မတဟောင်းဦးသိန်းစိန်နဲ့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းတို့ရဲ့ခီးစဉ်တွေမှာတော့ပေးသုံးတာမတွေ့ရဘူး။ဒါအတိသားကြီးပါဗိုလ်ချုပ်မှုကြီးမရောက်လိုင်းကသမ္မတဖြစ်လာရင်တီးတက်လေရင်ပိုင်ဆိုင်ဖို့သူစူးစမ်းမှတန်တရားဖြစ်เสียမရှိဘူးလို့နိုင်ငံရေးအကဲခတ်သူတအုပ်ကပြောတဲ့အကြောင်းရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။